ကန်ဆိုးတယ်တော့ဘယ်တော့မှမတွေးနဲ့ကန်ကကောင်းမိတာကန်ကောင်းမိတာလူဖြစ်နေတာကကန်ကောင်းနေတာပဲမဟုတ်လားလူဖြစ်နေတာကကန်ကောင်းနေတာလေလူမဖြစ်တဲ့တတ္တဝါတွေအများကြီးလူဘဝကိုမရတဲ့ပုံကိုယ်တွေအများကြီးတန်တရာမှာငရဲကြတဲ့လူတွေအများကြီးတိစ္ဆာန်ဘဝရောက်နေတဲ့လူတွေအများကြီးအပယ်လေးပုံဟိုပိဋ္ဌာဖြစ်နေတဲ့ပုံကိုယ်တတ္တဝါတွေအများကြီးသူတို့နဲ့ရှင်လို့ရှင်ကိုကလူဘဝကိုရနေတာကကန်ကောင်းမိတာပေါ်ပြီးကန်ကောင်းတာလူချင်းတူတာမှကိုလည်းအင်္ဂါပြည့်စုံနေတယ်ကိုမှနားတယ်ကြားခွင့်ရှိနေတယ်မျက်စိတွေမြင်ခွင့်ရှိနေတယ်နှာခေါင်းနဲ့နံခွင့်ရှိနေတယ်ရှားမှာအရသာခံခွင့်ရှိနေတယ်ခန္ဓာကိုယ်လှုပ်ရှားခွင့်ရှိတယ်အဲ့ဒီကိုလည်းအင်္ဂါစုံစုံလင်လင်လေးတွေနဲ့ဖြစ်နေတာကကိုဘွားကံကောင်းမိတာပဲဒီတဲ့ပေါ်ပြီးတော့ကံကောင်းအောင်ပြောမယ်ဆိုရင်လူလည်းဖြစ်လာတယ်ဖယားသာသနာနဲ့ကြုံတွေ့နိုင်တယ်ဗုဒ္ဓဘာသာလည်းဖြစ်ခွင့်ရနေတယ်ဆိုရင်ဗုဒ္ဓဘာသာဝင်ရှုတောင်းရအားလုံးက perfect ပဲဘဝဘာမှမကျင်တဲ့ဆရာဦးမရှိဘူးဘာမှအလိုမကျဖြစ်เสียအောင်အကြောင်းမရှိလူတွေမှာကိုယ့်ဘဝကိုမကျင်မနှက်ဖြစ်သူတစ်ပါးကိုအားကြတယ်ဆိုတာကကိုယ့်ဘဝမပြည့်စုံလို့မဟုတ်သူတစ်ပါးရဲ့ပြည့်စုံမှုကိုကြည့်ပြီးတော့သူတို့လိုဖြစ်စေတဲ့စိတ်ကြောင့်မကျင်မနှက်ဖြစ်တာသူတို့သုံးတယ်လို့ကိုမသုံးနိုင်လို့ကိုယ့်ဘဝမကျင်မနှက်ဖြစ်တာသူတို့စီးတယ်လို့ကားတွေမစီးနိုင်လို့ကိုယ့်ဘဝကိုမကျင်မနှက်ဖြစ်တာရုပ်ပိုင်းဆိုင်ရာကိုသွားပြိုင်လို့ကိုယ်စိတ်ကိုမကျင်မနှက်ဖြစ်စေတာပဲတကယ်လည်းညရင်အပြိုင်လွဲတာပဲအပြိုင်လွဲတော့ကိုယ့်ဘဝကိုအာမကျဖြစ်တာအပြိုင်လွဲတော့ကိုယ့်ဘဝကိုမချေမနှက်ဖြစ်တာရုပ်ပိုင်းဆိုင်ရာပြန်ရတာမဟုတ်ပြိုင်နေဆိုရင် character ပြန်ရတာကုကျင့်တရားပြန်ရတယ်ကုသိုလ်တရားပြန်ရတယ်ဖုံးကတော့ तू ပတ်စံရှင်ဝယ်သုံးလို့ရတာပဲ तू ဖုံးသုံးလို့ကိုယ်လည်းသုံးချင်ဒါတွေကရုပ်ပိုင်းဆိုင်ရာပြိုင်ဆိုင်မှု तू ဝတ်တယ်လို့ကိုယ်လည်းဝတ်ချင်ဒါတွေကပြိုင်ဆိုင်မှုပဲအဲ့ဒါတွေကအဓိကမကြောက်အဓိကပြန်ရမှာသူကိုချင်းတရားကောင်းတယ်လို့ငါလည်းကောင်းရမယ်သူကုသိုလ်လုပ်နိုင်တယ်လို့ငါလည်းကုသိုလ်လုပ်နိုင်ရမယ်သူစိတ်ဓာတ်ကောင်းတယ်လို့ငါလည်းစိတ်ဓာတ်ကောင်းရမယ်အဲ့လိုမျိုးဖြစ်